အားလုံးပဲမင်္ဂလာပါနော်ဒီနေ့ကတော့ဟင်းချက်တာလေးတွေတင်မှာမဟုတ်ဘူးပေါ့နော်ဒီနေ့ကဘာလဲဆိုတော့သပင်နဲ့ပတ်သက်တာလေးရှယ်ရီလုပ်ပေးချင်တာဘာလို့လဲဆိုတော့လေကိုလည်းသပင်နဲ့ပတ်သက်ပြီးတော့အရန်စိတ်အနှောက်အယှက်ဖြစ်နေရတော့ခါကြတော့လေကိုအဆင်ပြေတဲ့ဟာလေးကိုမျှဝေပေးချင်နေတာအဲဒါကြောင့်မို့ဒီနေ့တော့ဒီသပင်နဲ့ပတ်သက်တာလေးပဲတင်မယ်ပေါ့နော်ကို page ကလည်းအလှပနဲ့အစားတောက်ဆိုတော့အဲ့ဟာလေကိုကလည်းအရန်ဝါသနာလည်းပါတယ်ပေါ့နော်စိတ်လဲဝင်စားပြီးတော့အားလုံးကိုလည်းမျှဝေပေးခြင်းတော့ကိုဆိုလေးသပင်အရန်ကျွတ်တာဘလောက်တောင်ကျွတ်လဲဆိုရင်မနဲ့အိယာထားပြီးဆိုရင်ဒီခေါင်းပေါ်မှာသပင်တွေကလေအထွေးလိုက်ပဲမနဲ့အိယာထားရင်အရင်ဆုံးပါဆိုခေါင်းပေါ်မှာသပင်ကိုကြည့်ပြီးအရန်စိတ်ညစ်ရတယ်ခေါင်းပေါ်မှာသပင်ကျွတ်ထားတာကိုပဲအိယာထားပြီးအဲ့ဒါသပင်ကိုဖိပြီးတော့သပင်ရှင်းလိုက်ပြီးဆိုရင်ကျမ်းပေါ်မှာလည်းအထွေးလိုက်မိုးလင်းလာတဲ့ပထမဆုံးစိတ်ညစ်ရတာအဲ့သပင်အတွက်ပေါ့နော်အဲ့ဒါကြောင့်မို့လို့အခုဒါလေးနဲ့တွေ့တဲ့အချိန်မှာတော်တော်ကြီးအောင်ဝစရာကောင်းအောင်အဆင်ပြေသွားလို့မို့လေဒါလေးကိုမျှဝေပေးချင်တာဖြစ်ပါတယ်ဒါပါလဲဆိုတော့ဒီဒါလေးကအုံးစီရဲ့လက်ဖက်စီရဲ့ပေါ့နော်အုံးစီကတော့ကျုံဒါကိုရီနိုင်ငံမှာနည်းနည်းအေးနေသေးတော့သူအချိန်ကြီးကသူခဲနေတာဒါလေးကလက်ဖက်စီလက်ဖက်စီနဲ့အုံးစီကိုနှစ်ခုပေါ့နော်လက်ဖက်စီတစ်စဆိုရင်အုံးစီက3-4စအဲ့မှာရောဖြော်ပြီးတော့ခါကြတော့ဒီဥယျာဉ်ကိုပေါ့နော်ဥယျာဉ်ပြားကိုနေရအနှံလေးပေါ့နော်စိတ်ဝင်သွားအောင်လက်ထိတ်လေးတွေနဲ့massage လေးလုပ်ပေးပြီးတော့ခါကြတော့ဥယျာဉ်ပြားလေးအနှံနှိမ့်နေပေးပြီးတော့ထားလိုက်မယ်အဲ့ဒါနိုင်ဝက်လောက်ပဲထားလိုက်မယ်ပေါ့နော်လက်ဖက်စီကတော့ပေါ့နော်လက်ဖက်စီရဲ့သဘောအတိုင်းနည်းနည်းတော့အနှံ့တော့စိုးတာပေါ့နော်ဒါပေမဲ့လည်းနိုင်ဝက်လောက်အနှံ့စိုးတာလေးရတော့နော်ဒီအုံးစီနဲ့လည်းရောလိုက်တာဆိုတော့သိခံနိုင်ပါတယ်နည်းနည်းအင်ကြီးတွေပါဆွမ်းမှာဆိုတော့အင်ကြီးလေးကိုတော့ဒီမဲရောင်လေးပါလေးတို့အိမ်မှာနေရင်အဲ့လိုအင်ကြီးမကောင်းတာလေးတို့ဖွင့်ပြီးတော့လိမ့်ပေါ့နော်ကျွန်တော်အင်ကြီးတွေဆွမ်းတော့မှာဆိုလို့လေအဲ့ဒါကိုလိမ့်ပြီးနိုင်ဝက်လောက်ထားမယ်နိုင်ဝက်လောက်ထားပြီးလို့ရှိရင်အဲ့မဲ့ခေါင်းကိုလျှော်မယ်ခေါင်းလျှော်တဲ့ခါမှာလည်းခေါင်းလျှော်ရင်လေခေါင်းလျှော်ရည်တွေအများကြီးကိုထည့်ပြီးခေါင်းကိုတစ်ခါတည်းအဲ့လိုမျိုးလျှော်တာမျိုးတွေလုံးဝမလုပ်ပါနဲ့နော်ခေါင်းလျှော်ရည်အဲ့အနည်းနည်းလေးကိုပဲပထမဆုံးအချိန်ခေါင်းမှာရှိတဲ့အစီတွေအကုန်ဒီအုံးစီလိမ့်ထားတဲ့ဘာညာကိုယ့်ရဲ့ပင်ကိုအစီရောပေါ့နော်အုံးစီရောအကုန်လုံးရှင်းသွားအောင်လို့ပထမဆုံးအချိန်နည်းနည်းလေးနဲ့မြုပ်ထားအောင်လုပ်ပြီးတော့တခါလျှော်ပြီးတော့ဆေးချပစ်လိုက်အဲ့ဒါပြီးတော့ရင်နည်းနည်းကြံပါပေါ့နော်အဲ့ဒါကိုလည်းအများကြီးမသုံးမဲနဲ့နောက်ထပ်တခါခေါင်းလျှော်ရည်နည်းနည်းကိုယူမြုပ်ထားအောင်လို့ပို့ပြီးဆိုပြီးခါကြမှာဒီခေါင်းပေါ်မှာနောက်တစ်ချိန်ထပ်လျှော်နောက်တစ်ချိန်ထပ်လျှော်ပြီးအဲ့ဒါကိုလည်းတန့်စင်အောင်လို့အရာတွေခေါင်းလျှော်ရည်တွေအကုန်လုံးရှင်းသွားအောင်ရေလောင်းချပြီးခေါင်းလုံးဝရှင်းသွားတဲ့အချိန်ကျမှနောက်လုံးဝတတိယအကြိမ်မြောက်3ခါကိုခေါင်းအတွက်တည်တံ့အတန့်လျှော်ပြီးအဲ့ဒါကိုပေါ့ခေါင်းလျှော်ရည်ကကိုသုံးတဲ့ခေါင်းလျှော်ရည်ပဲမူတည်ပြီးတော့ပေါ့နော်ခေါင်းပေါ်ခဏထားခြင်းနဲ့ဆိုလည်းထားပေါ့နော်အဲ့ဒါကိုမှတတိယအကြိမ်ကိုမှနောက်ဆုံးအကြိမ်ဖြစ်နေထားပြီးပထမနှစ်ကြိမ်ကိုတော့စီရီရှင်းအောင်လို့အကုန်လုံးလျှော်ပြီးတော့မှလျှော်ပေါ့နော်တချို့တလေကခေါင်းလျှော်ရည်တွေအများကြီးတခါတည်းနဲ့အဲ့လိုခေါင်းကိုလျှော်ပစ်လိုက်တာလေအဲ့လိုမဟုတ်ဘူးနည်းနည်းနဲ့အဲ့လို3ခါလောက်ခွဲလျှော်တာပိုပြီးအဆင်ပြေတယ်ခေါင်းလျှော်ပြီးတော့လို့ရှိရင်ခေါင်းကိုမစိုးမချောက်တော့ပြီးတော့ရင်သပင်ခပ်ဖက်အနေထားလေးမှာဒီဥယျာဉ်လေးတွေကိုဖြဲပြီးတော့ဒီ head tonic လေးကိုထည့်ပေးဒီ head tonic လေးလေအရန်ကောင်းတယ်သူကဒါဂျပန်ကလာတဲ့ဟာလေးပေါ့နော်မြန်မာမှာလည်းရှိမှာပါဘယ်လိုဆိုင်တွေမှာရှိနေမလဲတော့မသိဘူးလေကိုလည်းကြာပြီဆိုတော့ဘယ်ဆိုင်မှာရမလဲတော့မသိဘူးဒါပေမဲ့ရှိမယ်လို့ထင်တယ်ဒီဟာလေးကဘူးသေးလေးဒါလေးကဘူးသေးလေးကိုကဘူးသေးလေးတောင်ပိုကြိုက်တယ်ခုနောက်ပိုင်းကြတော့လေဒီဘူးသေးလေးကဒီလိုထိတ်ချွန်လေးပါတော့ဒီပေါ့နော်ဥယျာဉ်ပြားလေးဖြည်းပြီးသူ့ချွန်လေးနဲ့သူထည့်လိုက်တဲ့ခါကျပိုစင်ပြေလို့ခံစားရတယ်ပေါ့နော်ဒီဘက်ကဘူးကြီးဒီဘူးကြီးကလည်းကိုသုံးထားတာကုန်နေပြီဘူးကြီးဘူးသေးရောရှိရဆိုတာလေးပြချင်လို့ပေါ့နော်သုံးထားတာလေးလည်းပြချင်လို့ဘူးကြီးကကုန်တယ်ဘူးကြီးကဒီပုံစံဆိုတော့ကိုယ်စိတ်ထဲမှာသူ့ကိုခေါင်းမော်ကိုသူ့အကြီးကိုတိုက်ရိုက်လောင်းနေဆိုရင်တောင်စီးမြောင်စီးနေပေါ့နော်နည်းနည်းအဆင်မပြေတယ်လို့စိတ်ထဲမှာခံစားရတယ်လေပေါ့နော်အသီးလေးကိုပို့ကြိုက်နေတာအခုသူမှခြုံလေးပါတော့ခါကြတော့လေအဲ့ဒါနဲ့အဲ့လိုမျိုးလေးကောင်းလိပ်ပြီးလို့ရှိရင်ကျန်တဲ့ hair serum ဘာညာဒီစပင်မှာကိုလိမ့်ကျင်တဲ့အစီတမျိုးမျိုးကကိုကြိုက်တယ်လို့လိမ့်နိုင်တယ်ပေါ့နော်အဲ့ဒါလိမ့်ပြီးရင်6ချင် dryer ရိုင်နဲ့မှုတ်စပင်ကျိုးရမ်းတက်တာတယ်အဲ့ဒါလေးကိုလေသုံးကြည့်စီချင်တာသုံးပြီးလို့စပင်ကျိုးတက်တာတယ်ဆိုရင်ကိုမလေးမပြန်လာမှတ်ပေးပါအောင်နော်အားလုံးပဲနေ့ရက်တိုင်းမှာပြည့်ရှင်ကြပါစေ။